အားလုံးပဲမင်္ဂလာပါရှင်ယတနာ Tarot Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုကျွန်မ page မှာပြောထားသလိုပဲ2026ရဲ့အခြေအနေအကြောင်းပြောမယ်လို့ရေးထားเนาะနည်းနည်းတော့မှအချိန်လွန်သွားတယ်ဒါပေမဲ့ကျွန်မတေချာလေးဖတ်ပေးထားရเนาะပထမအဆုံးထုံးစံအတိုင်း pick up by reading ကကိုနှစ်သက်ရဲ့အရာပိုင်းတစ်ခုကိုဒါရွေးချယ်ပါပေါ့เนาะဟိုရင်တော့ကတော့ကျွန်မကတစ်ခုလည်းရွေးလို့ရတယ်နှစ်ခုလည်းရွေးလို့ရတယ်ဆိုပေမဲ့တစ်ခုပဲရွေးစေချင်ပါတယ်ဘာလို့ဆိုတော့တစ်ခါလေကြာရင်ဖိုင်ရဲ့သဘောထားတွေကတစ်ခုနဲ့တစ်ခုကစန့်ကျင်ဘက်တွေဖြစ်နေတတ်တယ်နော်အဲ့ဒီအခါကြာရင်ကိုရွေးလိုက်တဲ့အခါအဖြေထွက်လာတဲ့အခါပိုင်1ကိုယူရမလားပိုင်2ကိုယူရမလားဒီလို3ရတွေဖြစ်လာနိုင်တယ်ဒါကြောင့်ကိုယ့်ရဲ့ energy ကိုယ့်ရဲ့ intuition ကိုယုံပြီးတော့တစ်ခုသာရွေးပါ1 2 3ကိုနှစ်သက်တာရွေးပေါ့နော်စိတ်အေးအေးလေးထားပြီးရွေးပါဒီတစ်ခါမှာပိုင်ရွေးရင်ဘယ်တော့မှမမှားဘူးလို့ကျွန်မပြောဖို့ပါတယ်နော်ပိုင်ရဲ့သဘောထားကကို energy နဲ့ကိုက်နေတဲ့ဟာကိုကိုယ့်ရဲ့အတွင်းစိတ်ကရွေးလိုက်တဲ့ဖြစ်တဲ့အတွက်အဲ့ရဲ့ဖြေကကိုယ့်အတွက်ပါပဲနော်ဒီ reading တွေအားလုံးကpick up ဖိုင်ကဒီလူအများကြီးကိုချိပေးရတာဖြစ်တဲ့အတွက်အများကြီးရဲ့ energy နဲ့လူအများ energy နဲ့ကိုက်နေခြင်းမှာကိုက်နေပါလိမ့်မယ်နော်တချို့တော်တော်များများတော့ကိုက်နေပါလိမ့်မယ်ဘာလို့ဆိုတော့ဒီ pick up ပိုင်းတင်လိုက်တိုင်းကျမစီမှာပိုကိန်းနေအများကြီးရောက်လာတတ်လို့လေသူကိုက်နေလို့ဒါရောက်လာတာပေါ့အားကြောင့်မကိုက်နေဘူးထင်လဲဒီဟာကိုပေါ့ပပတာနားထောင်ပါလို့ပြောလိုပါတယ်နော်လူအများပေါ်မှာကြည့်ပြီးတော့ကျမတို့ကဖတ်ပေးရတာဖြစ်တယ်နော်အခုဆိုရင်ရွေးချယ်ပြီးလောက်ပြီလို့ထင်ပါတယ်ရွေးနေကြဆိုတော့ဒါလေးကိုတေချာရွေးရင်တော့မိနစ်ပိုင်းလေးမှာပဲရွေးပြီးဖြစ်ပါတယ်အခုတော့ file number 1စဖတ်ပေးမယ်เนาะကျွန်မဖတ်ရင်ဘယ်လိုပုံစံနဲ့ဖတ်ပေးမလဲဆိုတော့ကိုရွေးလိုက်တဲ့အခါရွေးလိုက်တဲ့သူရဲ့အနားမှာရှိတဲ့ဥပမာ file 1ရဲ့အနားမှာရှိတဲ့သူကသူ့ရဲ့ personality ကဘယ်လိုလဲပေါ့เนาะနောက်တစ်ခုကကျတော့ကိုယ်ပေါ်ထားတဲ့စိတ်နေသဘောထားနောက်ဆုံးမှာ2026မှာသူနဲ့ကိုဘာတွေဆက်ဖြစ်မလဲပေါ့เนาะဒါတွေပြောသွားမှာဖြစ်ပါတယ်ကျွန်မကဒီမှာအတန်သွင်းထားပေးမယ်တခါတည်းကြည့်ပြီးတခါတည်းပြောသွားတာဖြစ်တယ်เนาะကတ်တွေကတော့ကျွန်မဘယ်တော့မှပြလိမ့်မရှိပါဘူးဒါပြတဲ့လူလည်းရှိရင်ပြတဲ့လူလည်းရှိရင်ဒါတော့ reader ရဲ့ right ပါပဲပေါ့เนาะမပြဘူးဆိုတာကကျွန်မတို့ရဲ့ဒီ tarot ပညာကဒီကတ်တွေကဖတ်တဲ့သူပဲပြောတာပေါ့เนาะဘေးအကြည့်တဲ့သူရဲ့ intuition နဲ့ဖတ်တာမဟုတ်ဘူးအခါမှာကျွန်မဖတ်တဲ့ meaning ဒီတစ်ဖက်သူဘက်မှာကျတော့အဲ့လိုမမြင်ဘူးအဲ့လိုဆိုရင်ဘယ်လိုခေါ်မလဲဆိုတော့ကိုယ်အနေနဲ့ confuse state ဖြစ်နိုင်တယ်လေတကယ်တမ်းကျတော့ reader ရဲ့ energy အတိုင်းသူကပြန်ပြောပေးထားတာเนาะအားကြောင့်ကျွန်မကတ်တွေကိုအများဒီပေါ်မှာ worry မဖြစ်အောင် confuse မဖြစ်အောင်ဆိုပြီးတော့ဘယ်တော့မှပြလိမ့်မရှိပါဘူးเนาะဒါလေးကကျွန်မရဲ့ပုံစံလေးပါreader တည်းမှာသူ့ရဲ့ပုံစံတစ်မျိုးသူ့ရဲ့မူတစ်မျိုးတော့ရှိတာပေါ့เนาะအဲဆိုရင်ပထမအဆုံး file number 1ရွေးထားတဲ့သူပေါ့เนาะသူနာမှာရှိတဲ့သူပေါ့သူစိတ်ဝင်စားတဲ့သူချစ်သူသူစိတ်ဝင်စားနေတာ crush ပဲဖြစ်ဖြစ်ချစ်တဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လိုပဲအခြေအနေတစ်ခုမှပဲရှိသူ့ရဲ့စိတ်နေသဘောထားဘယ်လိုလဲဆိုတော့တစ်ဖက်သူကလေတခုစူးစမ်းလေးလာလို့စိတ်အရင်များတယ်နော်သူကတခုလောက်ရှေ့ကိုပဲသွားတယ်နောက်လှည့်ကြည့်တဲ့သူမျိုးလည်းမဟုတ်ဘူးပေါ့နော်သူဘဝမှာဆိုရင်သူကစူးစမ်းနေတဲ့မင်းကလေးတွေဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်စူးစမ်းနေတဲ့သူတယောက်သူ့မှာလှုပ်ချင်တဲ့ idea တွေအကြီးကြီးတွေရှိတယ်အဲ့အတွက်လည်းသူကအထောက်ပံ့ကောင်းတွေရှိတယ်သူကဒါသူ့ရှေ့ရေကိုပို့ပြီးအာယုံဆိုင်နေတာမျိုးတွေ့ရပေါ့နော်တက်ကြရှိတယ်တခုလှုပ်ချင်ထလှုပ်လိုက်တဲ့သူမျိုးတိတ်တော့မတွေးတတ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့တက်ကြတဲ့လူငယ်တယောက်ရှေ့ရေကိုအရန်အာယုံဆိုင်တဲ့လူငယ်တယောက်အဲ့လိုမျိုးတွေ့ပါတယ်နော်ဒါလူငယ်ပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ပေါ့နော်အဲ့လိုမျိုး energy သူ့မှာတွေ့တယ်ရဲနဲ့ပြတ်သားတယ်ပျော်နေတတ်တယ်ရှေ့ကိုပဲသွားတယ်စိတ်ညစ်စရာတိတ်လိမ့်မခံဘူးပေါ့နော်ဘာလို့လဲဆိုတော့စိတ်ညစ်နေလို့ဆိုရင်သူရဲ့အနာဂတ်ပန်းတိုင်းရဲ့အတွက်ဒါတွေကမလိုလားအဖို့လို့သူယူဆထားတဲ့သူတယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့ပိုင်1ပေါ်မှာသူဘယ်လိုသဘောထားလဲပေါ့နော် lateral energy တစ်နှစ်အတွင်းပေါ့နော်ဘယ်လိုသဘောထားလဲဆိုတော့ဥမာပိုင်1ကသူ့ဆရာအချစ်ကိုမျှော်လင့်နေတယ်ဆိုရင်ဒါကြီးကလက်ရှိဖြစ်လာဖို့တော့သူ့အနေနဲ့အဆင်မပြေဘူးပေါ့နော်ဘာလို့ဆိုတော့ကျွန်မကစကားခံခဲ့တယ်လို့ပဲကျွန်မကကြတော့မှကတ်တွေအကုန်လုံးမြင်နေရတာပေါ့နော်ကတ်တွေအချင်းချင်းကအမြဲတမ်းချိတ်ဆက်မှုရှိတယ်မချိတ်ဆက်တဲ့ကတ်ဆိုလို့မရှိဘူးပေါ့နော်သူကရှေ့ရိုးဦးစားပေးနေတာဥမာသူကပြပမှာသွားမယ်အလုပ်ကိစ္စလုပ်မယ် further study နောက်ထပ်
ပညာရက်တွေသင်နေမယ်နောက်ထပ်အလုပ်တွေလုပ်နေမယ်ဆိုသူအဲ့ပေါ်မှာအာရုံစိုက်ထားဖြစ်တဲ့အတွက်ပိုင်ဝမ်းလိုချင်တဲ့အချက်ဖြစ်ဖြစ်တန်ရောစင်ဖြစ်ဖြစ်ရင်းနှီးမြှုပ်ထွေးမှုတွေဖြစ်ဖြစ်ဒါတွေကိုသူအနေနဲ့လက်တော်မှာသူတို့အဆင်သင့်မဖြစ်သေးဘူးပြောချင်တာ RS ပိုင်ဝမ်းလိုချင်တာ RS လိုမျိုးတိစောက်ဖို့သူမှအဆင်သင့်မဖြစ်သေးဘူးဒါပေမဲ့တန်ရောစင်တော့ရှိတယ်ပေါ့နော်တန်ရောစင်ရှိရဆိုတော့သူလောက်ဆရာရှိတာကိုသူလုံးမယ်စိတ်ထဲမှာတော့ပိုင်ဝမ်းအောင်ရှိရပေါ့နော်ဥမာဆိုရင်ကိုယ့်ပေါ်မှာခန်းစားချက်ရှိလားဆိုတော့ခန်းစားချက်ကတော့ရှိနေတယ်ဒါပေမဲ့အဲ့ခန်းစားချက်ကိုသူအလေးပေးမှာမဟုတ်ဘူးနော်အခုချိန်ပိုင်ဝါသူတခုခုတောင်းဆိုတိုင်းဂယူဆိုင်ပါတို့ຫນွေထိပ်ပေးပါတို့ဒါမျိုးတွေဆိုလဲသူအပြည့်အဝပေးနိုင်မှာမဟုတ်ဘူးနော်ဘာဖြစ်လို့သူကအခုတည်းတန်ရောစင်ရှိနေလဲဆိုတော့ပိုင်ဝမ်းသမားတွေတည်ကိုလူပေါ်မှာအရန်ကောင်းပေးထားတယ်နားလည်ပေးထားတယ်မျောလင့်ချက်တွေရှိတယ်နော်ချစ်ပေးတယ်ကျင်နာပေးတယ်ယူရပေးတယ်ပြူဆိုင်ပေးတယ်ဒါတွေရှိအဲ့ဒါတွေကသူ့အတွက်သူ့ရှေ့သွားမဲ့ခရီးလမ်းအတွက်ခွန်အားဖြစ်တယ်ဒါလူတွေကလေတလားဘလောက်ပဲမာကြောတဲ့သူပဲဖြစ်ဖြစ်ကိုအဲ့လို motivation တွေနဲ့လူတယောက်ရဲ့အချစ်တို့တိုင်ရောစင်တို့သူတို့လိုအပ်တာပဲလေတယောက်တည်းနေတဲ့သူတွေတောင်မှကြည်လေးတွေမွေးထားတာမျိုးရှိတာဘာမှမမွေးတာအပင်တော့စိုက်ထားပေါ့အဲ့လိုမျိုးပေါ့သူတို့တခုခုတော့သူတို့ဘဝကိုပျော်ရွှင်စေတဲ့အရာတခုအဲ့လိုမျိုးတော့ရှိအောင်နေတတ်ကြရဆိုတော့ပိုင်ဝမ်းလေးတွေစီကသူတို့ရထားတဲ့ဒီကောင်းမှုလေးပေါ့နော်ကောင်းတဲ့ခံစားချက်လေးတွေဒါကြောင့်သူကလက်မလွတ်သေးတာဖြစ်တယ်နော်အဓိကပိုင်ဝမ်းကိုချစ်တယ်ဆိုတာထက်ပိုင်ဝမ်းကသူ့ကိုပေးထားတဲ့မေတ္တာတွေစေတနာတွေကိူနာတွေဒီအပေါ်မှာသူကတာယာနေတာမျိုးပါတာယာနေရဆိုအဲ့ဒီခံစားချက်ကိုသူကြိုက်တယ်အဲ့တိုင်းလေးဆက်နေမယ်အဲ့ခံစားချက်ကိုတော့မပြတ်ချင်ဘူးဒါပေမဲ့ပိုင်ဝမ်းဒီပေါ်မှာဒီအချစ်ကိုဦးစားပေးဖို့တို့เนาะကိုအချိန်ပေးဖို့ဒါတွေသွားတောင်းဆိုရင်တော့သူအနေနဲ့အဲ့ဒါကိုလက်တလုံးမှမဖြည့်ဆည်းပေးနိုင်ဘူးလို့ပြောထားတယ်เนาะဒါသူရဲ့စိတ်ရင်းမှာရှေ့ဆက်ပြီးဘာတွေဖြစ်မလဲရှေ့ဆက်ပြီးဘာတွေဖြစ်မလဲဆိုတော့ရှေ့ဆက်ပြီးဖြစ်ဖို့ကတော့ပိုင်ဝမ်းကအခုတွဲနေတဲ့ကိုယ်စိတ်တည်းရှိတဲ့သူသိခတ်နိုင်ပါမလားပေါ့เนาะဒီလိုမျိုးကျမတို့ကလေမျောလင်းချက်တွေရလေအဲ့လိုအကြလာတဲ့အခါအဲ့မျောလင်းချက်တွေထားလို့မျောလင်းချက်တွေကဖြစ်မလာတဲ့အခါကျရင် trauma ရတယ်လူတယောက်စောင့်နေတယ်ဘယ်လောက်စောင့်အောင်မလဲတစ်နှစ်လားနှစ်နှစ်လားသုံးနှစ်လားဘာမှမကြီးရဘူးဆိုရင်ဘယ်သူမှမစောင့်ကြတော့လေသူကိုเนาะဒါကတော့မျောလင်းချက်ရေးလေးတောင်မရှိဘူးဆိုရင်တော့ဘယ်သူမှမစောင့်ကြဘူးအဲ့တော့ပိုင်ဝမ်းလည်းတစ်ချိန်ကြာရင်တော့ဒါသူ့ကိုနှစ်သက်ပေမဲ့လေတခြားတော့အခွင့်အရေးတခြားတစ်စုံတစ်ယောက်ကကမ်းလှမ်းလာရင်ဒါမှမဟုတ်ကိုရှိရည်လည်းကိုလည်းဦးစားပေးရမယ်မိသားစုဦးစားပေးရမယ်ဆိုပိုင်ဝမ်းကိုယ်တိုင်ကလည်းဒါကိုနာကျင်စွာနဲ့ပဲလက်လွတ်တဲ့ပုံစံမျိုးတွေ့ပါတယ်အဲ့လိုမျိုးမလက်မလွတ်ဘူးဆိုရင်ဘာဖြစ်မလဲလက်မလွတ်ဘူးဆိုရင်တော့ကျွန်မခုနကပြောထားသလိုပေါ့နော်သူကရှေးရိုးဦးစားပေးတယ် RS ကိုဦးစားပေးတယ်သူမျိုးမဟုတ်ဘူးနောက်တစ်ခါကျပိုင်ဝမ်းပေါ်မှာထားတဲ့အထက်ကတော့ပိုင်ဝမ်းပေါ်မှာထားတဲ့မြစ်တာမလေးနဲ့နေဘူးเนาะဒါတဲ့ပဲပြောလိုက်တာပါမလေးလက်နေဘူးဖြစ်တဲ့အတွက်သူ့ရဲ့ plan တွေသူချမပြရနိုင်ဘူးထားလိုက်ပါတော့အလုပ်ကိုစူးစမ်းအောင်မပြီးရင်ပြန်ဆက်သွယ်မယ်လို့ဒါမှမဟုတ်တခုခုကိစ္စရှိလို့အခုချိန်မှာတော့ဦးစားမပေးနိုင်ဘူးလို့အဲ့လောက်ကိုမပြောနိုင်ပဲနဲ့သူကဒီတိုင်း relationship လေးကိုဒီတိုင်းပဲထားပြီးတော့ပိုင်ဝမ်းကသူ့ကိုတွားပြီးတော့ဒါတွေကိုတွားတောင်းဆုံနေသူ့အနေနဲ့တစ်ချိန်မှာထွက်သွားဖို့ plan အစားရှိရပေါ့နော်ကိုနာမှာတော့ရရှိနေမဲ့သူတော့မဟုတ်ဘူးသူရဲ့အနာဂတ်ကိုဒါဥထီတဲ့သူဖြစ်တယ်ကိုယ့်ဘော်မှာလည်းမေတ္တာအဲ့လောက်ကြီးမလေးနဲ့ဘူးတိုင်အောင်ဆင်တော့ရှိတယ်ဘာမှခံစားချက်မရှိတာတော့မဟုတ်ဘူးเนาะအချစ်ဆိုတဲ့ခံစားချက်မရှိပေမဲ့တိုင်အောင်ဆင်ရှိတယ်သူ့ဘော်ကောင်းလို့တိုင်အောင်ဆင်ရှိတယ်အဲ့တော့တစ်ချိန်ကြာရင်တော့ကိုနာနေထွက်သွားမှာပဲเนาะအတူဆက်ရှိနေရင်လည်းဒါသူ့ကိုယ်သူအလောအကျော်မဖြစ်အောင်စကားပြောရပေါ့နော်ဘာကောက်မန်းမှမပေးဘူးချစ်သူဖြစ်ဖို့ပဲဖြစ်ဖြစ်နောက်တစ်ဆင့်တက်ဖို့ပဲဘာကောက်မန်းမှမပေးမှာမဟုတ်ဘူးအဲ့တော့ပိုင်ဝမ်းအနေနဲ့သူတို့နဲ့ပတ်သက်နေရင်တော့ကို့မှာအတွေးများတာစိတ်ရှုပ်တာညာအိမ်မပြောတာအားငယ်တာဝမ်းနေတာနောက်တစ်ခါကြာမရတာမျိုးတွေပဲဖြစ်သွားမှာပေါ့နော်အဲ့တော့ပိုင်ဝမ်းကသူ့ကိုဒါနေထားတခုထီတော့ကိုကဆုံးလို့မှာမဟုတ်သေးဘူးပေါ့နော်ဒီတိုင်းလေးပဲကိုဒီနေထားမှပဲဆက်နေမယ်ဆိုရင်တော့ဒီဟာကတော့ကိုယ့်ရဲ့ရွေးချယ်မှုပေါ့နော်တကယ်လို့ဆုံးလို့လိုက်ရောဘာတွေဖြစ်မလဲဆိုတာကျွန်မတစ်ခါတစ်ချက်ကြည့်လိုက်တယ်နော်ပိုင်ဝမ်းသမားကတကယ်လို့ကိုနာသူမဆောင်တော့ဘူးပေါ့နော်ကိုလမ်းကိုလျှောက်တော့မှဆိုဘာဆက်ဖြစ်မလဲဆိုတော့အဲ့ဒါလေတော်တော်ခက်ဆုံးလို့ရမယ်လို့မြင်နေဘာလို့ပိုင်ဝမ်းသမားကဒီ relationship ကိုအရင်ဦးစားပေးတယ်ဒီထဲမှာပဲနစ်မြုံနေတဲ့ကိုချစ်တဲ့သူကိုသူ့ကိုချစ်နေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုကအဲ့လိုတီမြဲတဲ့ RS တခုမျောလင်းနေတာပဲဖြစ်ဖြစ်အဲ့လို energy မျိုးရှိနေတယ်
အဲ့လို energy မျိုးရှိတဲ့အတွက်ကိုယ်စီဟိုလာတဲ့သူတွေကလေအဲ့မရေမရမပြတ်မသားသူတွေလာတတ်တယ်အဲ့တော့ဖြစ်စေချင်တာပေါ့နော်ဒါကတော့ guidance ပါကိုယ်နာကရှိတဲ့သူကကိုယ်အချိန်မပေးဘူးတမိုးမထားဘူးအနာဂတ်တွေမပြောပြဘူးဆိုရင်ကိုကကိုကျွန်မပြောနေကြအတိုင်းပါပဲကိုချစ်ပြီးတော့ကိုဘွားလေးကိုကြီးကြီးလင်းလင်းနဲ့ဒါတိဆောက်ပါအဲ့မှာကိုယ်နဲ့တင်တော်တဲ့သူရောက်လာပါလိမ့်မယ်ဒီလိုမျိုးလက်ရှိ energy နဲ့ဆိုရင်တော့ဒီ work ရဲ့ထဲမှာပဲပိတ်မိနေမယ်လို့ပြောလိုပါရှင်ဒါကတော့ပိုင်း1နေအတွက် reading လေးပါပိုင်း2သမားတွေအကြောင်းပြောမယ်ပေါ့နော်ပိုင်း2သမားတွေရဲ့သူရဲ့ personality သူရဲ့စိတ်နေသဘောထားဘယ်လိုရှိလဲအတိတ်ကတော့ personality ပေါ့နော်သူကဘဝမှာကံကောင်းတတ်တယ်သူရဲ့ဘဝမှာကံကောင်းခြင်းနဲ့ခဏခဏဝင်လာတတ်တယ်ပိုင်း1တော့ကတော့ fire စာရီများလိမ့်မယ်တစ်ဖက်သူကပိုင်း2မှာတော့တစ်ဖက်သူကTaurus တို့ Scorpio တို့ Aquarius တို့ Leo တို့ဖြစ်ဖို့များရယ်เนาะအဖြစ်များလိမ့်မယ်သူတို့ကကံကောင်းတတ်တယ်ဘဝမှာပေါ့ပါလည်းနေတတ်တယ်ပေါ့เนาะသူတို့ရဲ့စာတာစလာရဲ့ air sign energy တွေလည်းရှိလိမ့်မယ်နောက်ကသူတို့ကမင်္ဂလေးတွေကိုဥစားပေးတတ်တယ်သူချစ်တဲ့မင်္ဂလေးဆိုရင်သူဥစားပေးတယ်เนาะသူကသူဘယ်လိုနေထားမှာပဲရှိကိုတကယ်ချစ်တဲ့မင်္ဂလေးကိုဥစားပေးတတ်တယ်အဲ့တော့ပိုင်း2သမားတွေကဒီကတ်ကိုရွေးချယ်ထားရင်ကိုကောင်လေးကိုဥစားပေးရလားကိုရင်ထဲမှာရှိတဲ့လူကိုရဲ့ကောင်လေးကိုဥစားပေးရလားဒါဆိုရင်သူကိုတကယ်ချစ်နေတာကလုံးဝသိချရယ်เนาะနောက်တစ်ခုကကြတော့သူကလေလောလောလတ်ပေါ့ပါနေလို့တဲ့အဲ့လိုသူ့ကိုထိန်ချုပ်တာတို့လွှမ်းမိုးတာတို့တိတ်မကြိုက်ဘူးပေါ့နော်ဒါဒီထဲမှာဆို score တို့ equal တို့ပိုင်ပိုတောင်းသိတာသိတယ်သူတို့ကနာမည်ကြီးတာ ghost တယ်ပေါ့နော်အဲ့ဆိုင်နေရတယ်ကတော့ ghost တာလည်းမဟုတ်သူတို့ကသူပေါ့ပါနေတာသူတို့အတွက်ကြတော့အချစ်ကအချိန်တိုင်းအချစ်တော့မဟုတ်ဘူးပေါ့နော်ကျမလည်း Scorpio တယောက်ဖြစ်တော့အချစ်ကိုအချိန်တိုင်းတူးနေတာလည်းမဟုတ်ဘူးကိုယ့်ရဲ့ရှိရေးတွေကိုလှုပ်ချင်တာလေးတွေတခါလေးကိုဘာမှမလှုပ်ချင်လဲ easy နေချင်တာရှိအဲ့ဆိုတစ်ဖက်သူတွေကများတော့ပြအကိုးနေတယ်လို့ဂယူးမဆိုင်ဘူးတော့အဲ့လိုတော့လည်းမဟုတ်ဒါသူတို့ရဲ့ပုံစံပေါ့နော်ကျမပြောတာဒီ sign တွေကတော့ဒါသူတို့ရဲ့ပုံစံနေပဲเนาะလီယိုဆိုလဲတကယ်သူအရန်ချစ်တဲ့ sign နဲ့မှာပါရပေါ့เนาะသူရဲ့တိုးတက်အကြောင်းသွားတယ် Taurus တွေကလည်းအများသိတဲ့အတိုင်းပါပဲသူတို့ကအဲ့လိုမျိုးကောင်းလေးအနာယူတယ်ချစ်တဲ့သူဆိုရင်သူတို့ကညာခရုစိုက်ပေးဒါပေမဲ့အဲ့လိုအချိန်ပြေကြီးတော့ကိုတိတ်ကဲလုံနိုင်စွမ်းအဲ့လိုမျိုးတိတ်တော့မရှိဘူးပေါ့နော်သူအဲ့လိုမျိုးသူတို့ချစ်ပေးနေရပြီဆိုတဲ့ပုံစံမျိုးထဲများတယ်အဲ့တော့ကိုချစ်တဲ့သူကအဲ့လိုပုံစံထဲမှာပဲရှိမယ်လောလက်ပေါ့ပါနေတတ်တယ်နော်ထိန်ချုံဝင်မကြဘူးလက်မွေးမကြဘူးသူတို့နဲ့အလိုက်ထိုင်နေမှသဘောကျတယ်ပြီးတော့ကိုအရန်ကြီး attention ပေးတဲ့ထဲမှာမရှိဘူးဒါပေမဲ့ကိုနဲ့အတူရှိတဲ့အချိန်တွေမှာတော့ဂယူးဆိုင်တဲ့ကျင်တာအနွေးထွေးတဲ့တန်ဖိုးထားတဲ့အလေးထားတဲ့ဒါတွေကိုခန်းစားမိပါလိမ့်မယ်အဲ့တော့တစ်ဖက်သူကိုပေါ်ထားတဲ့စိတ်နဲ့သဘောထားပြောမယ်ပေါ့နော်တစ်ဖက်သူပိုင်တူသမားတွေတစ်ဖက်သူကပိုင်တူကိုဘယ်လိုသဘောထားလဲဆိုရင်သူစိတ်ထဲမှာတော့နေရာတစ်ခုယူထားတယ်တွေးနေတတ်တဲ့တစ်ခါလေးကြာရင်လေသူကိုယ်သာလာမဆက်သွဲတာလေအချိန်ပြည့်တာမဆက်သွဲမရသူစိတ်ထဲမှာတော့ရှိတယ်သူအလုံးနေလဲတတိရရပေါ့နော်ဒီနေ့တော့သွားတွေးလိုက်အောင်ပဲဒီနေ့တော့ဖုန်းပြောမယ် sorry ပေါ့အဲ့လိုမျိုးလေးတော့သူတွေးတယ်လုံးဝစိတ်ထဲမှာဗလာဖြစ်နေတာလည်းမဟုတ်ကိုယ့်ပေါ်မှာခံစားချက်လေးနဲ့တဲ့နောက်ကိုယ်နဲ့တစ်ခုခုအငြင်းကုန်ဖြစ်ရင်တော့မှကိုယ်ကိုတိတ်ပြီးတော့အနိုင်မြူပေါ့နော်ဒီတိုင်းပဲမှန်ပါတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးသူတို့ခေါင်းမာတာတော့ဒါအသိမှာပါကိုယ်နဲ့တွဲနေတဲ့သူကဘလောက်ခေါင်းမာဆိုဒါမှလည်းသူတို့အလျှော့ပေးတယ်ဆိုရင်အဲ့လိုတကယ်ချစ်လို့ပေါ့နော်ကျွန်မဆိုလဲ Scorpio ဆိုတော့လေအဲ့ဒါကြီးအရင်သိတာတယ်ဒါခေါင်းမာသူကပြောလို့မရဘူးကိုအလျှော့ပေးတယ်ဆိုရင်ဒါကိုကမှားလို့လျှော့ပေးရမဟုတ်စက်တနာရေမရှိခြင်းလို့ဒါဒီတိုင်းလေးနေလိုက်တဲ့သဘောပဲအဲ့လိုပုံစံရှိတယ်ကိုနဲ့တော့ဒါပြောရဆိုတာညီအခုံအားတွေတော့ရှိတယ်သိချတာတခုကတော့သူ့ရဲ့နေမှာအခုရှိတယ်ကိုလေးနဲ့လည်းရှိတယ်တကယ်လို့ပိုင်တူကပိုင်မန်းနဲ့နည်းနည်းဆင်တယ်เนาะသူ့ကိုသွားပြီးတော့ဘယ်လိုကောင်းမလဲငါဂယူးမဆိုင်ဘူးဘာလို့စာမပို့တာလဲဘယ်ပြောင်းနေရလဲသူများရဲ့ဆိုအဲ့လိုမဟုတ်ဘူးသူများ arrest တွေကအဲ့လိုမဟုတ်ဘူးအဲ့လိုတွေသွားပြောရင်သူကအဲ့ဒါသူ့အတွက်ကအဲ့ဒါကြီးကpressure လို့ဖြစ်တတ်တယ်เนาะ
အဲ့လိုမျိုးပြောလိုက်တဲ့အတွက်အဲ့လိုမျိုးလာလုပ်ပေးမှလည်းမဟုတ်ဘူးပေါ့နော်သူတို့လက်ရှိ energy ကိုစစ်ပေးထားပါတော့သူတို့ကသူတို့အသိစိတ်နဲ့သူတို့နေတယ်သူတို့လှုပ်ရှားရှိတာသူတို့လုပ်ပေးတယ်သူတို့လုံးနိုင်ဆိုရင်အရှိဆုံးလုပ်ပေးတယ် queue site ပေးတယ်သူတို့ဆက်သွယ်ပေးတယ်ဒါပေမဲ့အဲ့ထက်ပို့ပြီးတောင်းဆိုရင်အဲ့ထက်ပို့ပြီးတော့ကိုကပို့ပြီးရင်းနှီးနှွေးထွေးမှုတွေလိုချင်အဲ့ဒါတော့လက်တလောဖြစ်လာဖို့မရှိဘူးသိချတာတခုကတော့ကိုယ်သူတို့အလေးထားတယ်တက်မိုးထားတယ်ချစ်တယ်အဲ့တခုကတော့ရှိတယ်ရှင်ထဲမှာတော့ရှိတယ်ဒါပေမဲ့ကိုဖြစ်ချင်တဲ့စန္ဒာတွေအားလုံးသူတို့ဖြည့်ဆည်းဖို့ကတော့အဲ့ဒါတော့မလွယ်သေးပါဘူးပေါ့နော်ဒီနှစ်ထဲမှာအဲ့တော့သူနဲ့ကိုနဲ့တစ်နှစ်အတွင်းဘာတွေဖြစ်မလဲတစ်နှစ်အတွင်းဆိုတာတယောက်နဲ့တယောက်ကလေသူချစ်တာနဲ့ကိုချစ်တာနဲ့သူပေးတာဟာနဲ့ကိုလိုချင်တဲ့ဟာနဲ့အဲ့လိုလာရောညီတွေတော့တိတ်မရှိတတ်ဘူးသိလားနှစ်ယောက်သားကြမှာစိတ်တွေပင်ပန်းလာတယ်စိတ်ရှုပ်လာတယ်ပေါ့နော်နှစ်ယောက်သားအလုံးလုံးနေတယ်သူဆိုလဲအလုံးမှာလဲကိုစီပင်ပန်းမှုတွေရှိတယ်စိတ်ပင်ပန်းမှုတွေရှိတယ်ဒီ RS မှာလဲအဲ့လိုမျိုးပေါ့တော့ချစ်မှန်းတော့တချို့ကြအဲ့လိုမျိုးပေါ့နော်ချစ်မှန်းတော့ရှိဒါပေမဲ့လူရဲ့လောဘလည်းเนาะအဲ့လိုမျိုးချစ်သူမဖြစ်ခြင်းမဖြစ်ခင်ချစ်သူဖြစ်ခြင်းချစ်သူဖြစ်ခြင်းဖြစ်တဲ့အခါ queue site ခံကြတယ် queue site တဲ့အခါဒါနောက်တစ်ဆင့်လက်ထပ်ခြင်းလက်ထပ်ပြီးတအရင်လိုပြန်ချစ်စေခြင်းတယ်ဒီလိုကျွန်မတစ်ခါရေးဖို့ပါတယ်လူတွေရဲ့ဓမ္မဘရောအဆုံးမတတ်ဘူးလို့လူကျန်စိတ်ကအမြဲရှိနေဆိုအဲ့စိတ်ဒီများနေတော့နှစ်ယောက်သားကြမှာပူလောင်မှုတွေရှိရပေါ့နော်အဲ့လိုမှမဟုတ်ဘူးဒီစိတ်တွေကိုကိုက short ထားပြီးသူငါ့ကိုချစ်နေတာပဲပေါ့နော်ငါလှုပ်ရှားရှိတာလုံးပဲဆိုရင်ငါရဲ့အနာဂတ်လည်းစူးစမ်းမယ်သူ့ရဲ့အနာဂတ်လည်းသူစူးစမ်းပါစေဆိုရင်နှစ်ယောက်သားကကိုယ့်ရဲ့သက်ဆိုင်ရာဘယ်လိုခေါ်မလဲဘွားတွေမှာတိုးတက်မှုတွေတွေ့လိမ့်မယ်ဥပမာဆိုရင်ငွေကြေးပိုင်းဆိုင်ရာတို့နော်နိုင်ငံရဲ့ခြားသွားဖို့ပြည်ပသွားဖို့စူးစမ်းနေလဲပြည်ပရောက်မယ်ပေါ့နော်လုပ်ငန်းတစ်ခုစဖို့ရှိရင်လည်းအဲ့လုပ်ငန်းတစ်ခုကစဖို့ရှိတယ်အောင်မြင်တယ်စတာစလိုက်နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုကယ်ရီယာကိုမလုပ်ဖမ်းနဲ့ဒီမှာပဲနှစ်ယောက်သားကရန်နေပဲဖြစ်နေစကားတွေပဲများနေမယ်ဆိုရင် toxic လို့ခံစားလာမယ်အဲ့လိုမျိုးခံစားလာရင်ပိုင်2ရဲ့တစ်ဖက်သူကငါချစ်တော့ချစ်ပေမဲ့လည်းအဆင်မပြေပါလားငါလည်းနားမလဲပါလားငါလာပြီး pressure ပေးနေပါလားဆိုပြီးတော့ကိုကိုနည်းနည်း neglect လုပ်သွားလိမ့်မယ်နော်အဲ့ဒါလေးတခုဒီမှာမြင်နေအဲ့တော့ပိုင်းနေနေပြီးတော့ကိုသူချစ်နေတာသိရင်နည်းနည်းပါနှစ်ယောက်သားကကိုသူ့အချင်းကိုအချင်းနှီးယူဖို့တော့လိုမယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကိုကအဲ့ဒါသွားပြီးတော့ pressure ပေးမိတာတို့နောက်တစ်ခါကျသူနဲ့ကိုကြောင့်မှနားလည်မှုတွေခဏခဏလွဲတာဆိုရင်သူသိချစ်ရတဲ့ကြောက်ခိုင်းမဲ့သဘောမှရှိပါတယ်ဒါဒီနေ့စစ်တာကတော့ပိုင်1ကတော့ချစ်တာမဟုတ်เนาะပိုင်2ကတော့ချစ်တယ်ချစ်ပေမဲ့ဒီ toxic relationship ကိုမောပန်းလာတယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့ဒီလိုမျိုးဖတ်ထားတဲ့အခါမှာလုံးလို့ရတာကြာဒီလိုမျိုးဖြစ်လာနိုင်တယ်ဆိုရင်အဲ့လိုမျိုးမလုပ်ဖမ်းတဲ့ relationship ကိုခိုင်မာတေချာတိဆောက်ထားရင်တော့ဒီလိုမျိုးမဖြစ်ဘူးပေါ့နော်ဒါကတော့ terror ဖတ်ခြင်းရဲ့ရည်ရွယ်ချက်ကတော့အနှစ်သာရဒါပါပဲဒါဖြစ်နိုင်ရင်ဒီအောင်စင်ကြင်လိုက်ရပဲเนาะကျွန်မပြောသလိုပေါ့အဲ့လိုမဟုတ်ဘဲနဲ့ကိုကအရင် emotion ဖြစ်ပြီးစိတ်တက်ကြများပြီးတော့ဒီထက်ပို့ပြီးတော့အချိန်တို့အတွင်းမှာပို့ပြီးတော့ RS တစ်ခုကိုတိဆောက်တဲ့အခါအချိန်လိုတယ်သိလားပြီးတော့အထူးသဖြင့်ပေါ့နော် main ကလေးနဲ့ယောက်ျားလေးဆိုရင်ကျွန်မဒါဟောတာကလိုင်းကလည်းထောင်ကျော်နေပါပြီကိုမှလည်းအကိုဒီမောင်နေအများကြီးရှိတာเนาะသူတို့အချက်ကလေကြားတယ်သိလားကြိုက်တာလွယ်တယ်တကယ်ချစ်ဖို့ကကြားတယ်အဲ့ relationship ကြီးတခုကြီးခိုင်မာတိဆောက်ကနှစ်ချီကြားတယ်အဲ့တော့အဲ့ဒါကိုစိတ်ရှိလဲရှိတိဆောက်မှရမယ်အဲ့လိုမှဟုတ်ပဲနဲ့အချိန်တိုအတွင်းမှာကိုကဟိုအရန်အကောင့်ဘက်ကို expectation မျှော်လင့်ပြီးတော့သွားနေမယ်ဆိုရင်တစ်ဖက်ကချဲ့ရနဲ့အစင်မပြေတော့ပါဘူးအရန်တောက်ဆက်ဆန်တာပဲဆိုပြီးကြောက်ခိုင်းတာမျိုးတွေဖြစ်တတ်တယ်မမျှော်လင့်ပဲဂျာလူဝင်တာကြီးလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်ပိုင်း2နဲ့တစ်ဖက်သူကြားမှာလေနောက်ခံအခြေအနေ background မတူတာလေးလည်းရှိရပေါ့နော်ဥပမာဆိုရင်ဘာသာမတူလူမျိုးမတူဘာသာခြားလူမျိုးခြားလေဒီထဲမှာပါလိမ့်မယ်နော်နောက်တစ်ခါကျနောက်ခံ background မတူတာထားပြီးတော့ကိုယ့်ရဲ့ background ကနှွေးထွေးနူးညံ့ကျင်လာတဲ့မိသားစုကိုကအဲ့လိုမျိုး family history ရှိရသူ့ဘက်ကကျ80 setနော်80 set ဆိုတာဥမာဆိုရင်သူ့ရဲ့မိသားစုကအဲ့လိုမျိုးပဲဂယူဆိုင်မှုနဲ့ပေါ့အဲ့လိုမျိုးပေါ့မတူနှစ်ယောက်သားအဲ့လိုမျိုးမတူတဲ့အခြေအနေတွေရှိတတ်တယ်နော်နောက်တစ်ခါကျတော့ချစ်တယ်ဆိုပေမဲ့လည်းပြဿနာကြီးတော့ဒါမရှိရင်တော့ကောင်းလို့ရှိရင်တော့အခက်မသိရင်ဂျာလူဝင်တတ်တယ်ဂျာလူ3မျိုးရှိတယ်ဘယ်လိုမျိုးလဲဆိုမိဘအတိုင်းဝိုင်းကကိုယ်သဘောမတူတာဒါကျွန်မကလိုင်းရတယ်မှာအများကြီးတူရသိကြမိဘရဲ့သဘောမတူတာနော်ဒါဆိုတော့တကယ်ချင်းမိတ်ဆွေပေါင်းတဲ့တွေကပြောတာမင်းကမလေးအားနေဂျီနေရက်နေရပဲသူလည်းအဆင်ပြေပါမလားဗာညာတစ်ခါနှစ်ခါပြောရင်တော့ဘယ်သူမှခေါင်းနဲ့မထည့်အခါခါပြောရင်တော့ဒါကိုကိုနဲ့လည်းအဆင်မပြေခြင်းဆိုဒါစိတ်ကရောက်သွားမှာပေါ့နော်
ဟုတ်တယ်သူနဲ့ငါရေးရှိသွားလို့အဆင်ပြေပါမလားရေးစားဖို့မှာတော့အဆင်မပြေဘူးအဲ့လိုမျိုးနောက်တစ်ခုကကျတော့အဆိုးဆုံးကတော့တခြားတယောက်ဝင်လာတာပေါ့နော်သူနဲ့သူ့ကိုနားလဲပေးမဲ့တယောက်သူ့ဘက်ကနေဝင်လာတာမျိုးတွေဒါဖြစ်နိုင်တယ်ဒါဖြစ်နိုင်တယ်ဆိုတာဖြစ်ကိုဖြစ်မဲ့တော့မဟုတ်ဘူးပေါ့နော်ကိုက relationship ကိုနားလဲမဲ့တိဆောက်မဲ့ယုံနားလဲဆိုတာတိဆောက်တာမဲ့ယုံကြည်မှုရှိမဲ့ဆိုရင်တော့ဒါတွေကဖြစ်လာဖို့မရှိဘူးပေါ့နော်နောက်တစ်ခုကကြာလေ relationship တွေမှာအဓိကလိုတာလေနားလဲမှုနဲ့ယုံကြည်မှုပဲเนาะတယောက်နဲ့တယောက်နားလဲမှသာဒါကအဆင်ပြေတာနောက်ယုံကြည်မှုရှိတဲ့အခါကျရင်လေသူကချင်းနေတာကိုကယုံကြည်မှုရှိဆိုကိုမှပူလောင်ရတယ်လေเนาะအဲ့တော့ကိုသာနားလဲမှုရှိရင်relationship ကဘာတွေဖြစ်လာနိုင်လဲပေါ့เนาะကိုကနားလဲမှုပေးမယ်ပေါ့เนาะအဲ့လိုဆိုရင်တော့ relationship ကခိုင်မာပဲပေါ့နော်အချိန်နဲ့အမျှယုံကြည်မှုတွေတိုးတက်လာမယ်ကိုယ့်ရဲ့အလုံးမှာလည်းဆင်ပြေလာမယ်အလုပ်ထဲမှာပို့ပြီးအာရုံစိုက်လာမယ်အဲ့တော့ပိုင်တူးသမားလုံးဝမှာလေတစ်ဖက်သူကလေကိုယ့်ကိုချစ်ပြီးသားသိလားအဲ့လိုအချိန်လေးပိုင်းမပေးရင်လေဘယ်လိုကမလဲငါ့တော့ဒီလိုလေးဆက်ဖုံးဆက်စေချင်တယ်ဒီလိုမျိုးလေးဖြစ်စေချင်တယ်အဲ့လိုမျိုးလေးပြောရင်ပိုကောင်းတယ်ရန်စကားပြောရတဲ့ဆိုင်နောက်တစ်ခါကျတော့တယောက်နဲ့တယောက်နားလဲပြီးတိဆောက်နေအောင်စလုံးကသက်ဆိုင်ရာ career တွေမှာအလုပ်ပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်ပေါ့နော်အခြေအနေအဆင့်တန်းတွေတိုးတက်မြင့်မားလာမှာတွေ့ပါတယ်ပေါ့နော်ညှိနှိုင်းပြီးသွားရမယ် relationship ဖြစ်ပါတယ်ပိုင်တူကိုတော့တစ်ဖက်သူကချစ်ပါတယ်လို့တွေ့ပါတယ်ရှင်Band 3အကြောင်းမပြောခင်မှာကျမရဲ့ဒီ reading ကို personal ကိုယ့်ရဲ့ personal energy နဲ့ guide တယ် guide ညီလို့ဆက်ပြီးတော့ဖတ်ချင်တယ်ဆိုရင်ယတနာ Channel Facebook page ကိုလာရောက်ဆက်သွယ်လို့ရတယ်ဒါမှမဟုတ်ကိုက Facebook သုံးလို့မရအောင်ဆိုရင်ကျမဖုန်းနံပါတ်ကိုဒီ video ရဲ့အောက်မှာရေးပေးထားမယ်ပေါ့နော် Telegram ဒါမှမဟုတ် Viber နဲ့ဆက်သွယ်ပေးပါ24နာရီအတွင်းတော့အကြောင်းပြန်ပေးပါတယ်ကျမအပြင်ရောက်နေရင်တော့ဒါ reply လေးစောင့်ပေါ့နော်ပုံမှန်စောင့်ဆိုင်ချိန်က9ရက်နဲ့9ရက်အတွင်းဖြစ်ပါတယ်ဘတ်ချက်ကတော့လောလောဆယ်နားထားတယ်ပေါ့နော်ကျမ page မှာပင်ထောက်ထားတဲ့ဒီ package တွေကပြန်ပြီးပင်ထောက်အောင်မယ်လောလောဆယ်တရားထိုင်တဲ့ post တွေကိုပဲပင်ထောက်ထားလို့လေအဲ့တော့1 2 3ဆိုတော့3 set ဖတ်ပေးမယ်နော်3ကလေတော်တော်လေးကောင်းပါတယ်နော်ပိုင်း3ရွေးထားတဲ့သူတွေအတွက်ကြည်နေနေတော့မှကိုကမစိုးဆိုပြီးတော့ဒီရွေးတဲ့အထဲမှာကြိုက်သွားပြီပေါ့နော်ပိုင်ဝမ်က fire sign တွေတစ်ဖက်လူကကို fire sign တွေကိုချစ်သူမရှိသေးဘူးဆိုလဲကိုစီကို fire sign တွေအလားများမယ်ပိုင်တူကကြောင့်အစုံပဲ water fire air เนาะအဲ့လိုမျိုးအစုံပါတယ် at လည်းပါတယ်နောက်တစ်ခါကျဒီပိုင်3ကကြတော့ water sign ပေါ့နော် water sign လို့ပြောတဲ့အခါမှာလေsun sign ကိုပဲမကြည့်ကြနဲ့သိလား sign ကလေ12ရာဒီရာသီကွင်း12ခုရှိရလေဆိုတော့ကျမတို့က Sun တို့ Moon တို့ Venus တို့ Ascendant တို့เนาะ Rahu တို့ Jupiter တို့ဒီမှာသူတို့ energy တွေက water တွေရောပါတော့အဲ့လိုခေါင်းစုံပြီးရှိနေတာလေเนาะအဲ့တော့ဒါမှမဟုတ်သူရဲ့ batch ကို select တဲ့ဆို water sign တွေများတယ်ဒါဆိုတစ်ဖက်သူရဲ့ energy ကိုကြည့်လိုက်တာပိုင်း3သမားတွေရဲ့ energy ကလည်းလေကိုကလေဥမာ fire ပဲဖြစ်ဖြစ် earth ပဲဖြစ်ဖြစ်air ပဲဖြစ်ဖြစ်ကျင်နာတတ်တဲ့သူဖြစ်တယ်လို့တစ်ဖက်သူကလည်းကျင်နာတယ်ပေါ့နော်ကျင်နာတတ်တယ်တစ်ဖက်သူက main ကလေးဆိုတော်တော်လေးကျင်နာတယ် main ကလေးဖြစ်တယ်ပေါ့နော်မိခင်ဆန်းနဲ့ကျင်နာတယ်ဆိုမှသူ့မှာလည်းအနေထားတစ်ခုရှိရယ်နော်ဘယ်လိုဆိုသူ့နေရာနဲ့သူ့ feel နဲ့သူအောင်မြင်နေရပေါ့နော်သူ့အလုပ်ထဲမှာလည်းအနေထားလေးတစ်ခုရှိရယ်သူ့ရဲ့ဆွေမျိုးထဲမှာလည်းအနေထားလေးတစ်ခုရှိရယ်ကိုဒါနူးညံ့တဲ့ Q site တဲ့ကျင်နာပေးတယ်ကိုမှမဟုတ်ဘူးသူ့ရဲ့ပတ်ဝန်းကျင်ကသူတွေအားလုံးပေါ်မှာသူကစိတ်သဘောထားကောင်းမွန်နဲ့ပြေဝတဲ့ကုညီပေးရထောက်ပံ့ပေးတယ်ပေါ့နော်ဒါပိုင်း3တွေလည်းဒီလိုမျိုးပဲပေါ့နော်တစ်ဖက်သူကလည်းအဲ့လို energy ရှိတယ်ကိုနဲ့နည်းနည်းနောက်တစ်ခုကသတိထားမှာကကောင်းတာတော့ကောင်းတယ်ကျင်နာပေးရဆိုမှ emotion နဲ့တမားတွေများ emotion ဆိုတာလေအဲ့ emotion သမားတွေကပဲကျင်နာပေးရသေးတာသူတို့ခံစားတယ်လို့တစ်ဖက်လုံးမခံစားရအောင်ဆိုပြီးတော့နူးညံ့နှွေးထွေးတဲ့ Q site တဲ့နောက်အလိုက်သိတယ်အလိုက်သိတဲ့အတွက်တစ်ဖက်သူကပြောစရာမလိုဘူးကိုကဖြည့်ဆည်းပေးလိုက်တာ तू ဘာလို့လဲဆိုတာ तू ကိုယ်တိုင်တော့မသိခင်ကိုကသိပြီးဖြည့်ဆည်းပေးတာအဲ့လိုမျိုးစိတ်နှိမ့်မြင့်အတက်ကြများတယ်ဆိုတော့အဲ့လိုလူတွေကကောင်းပေးတဲ့အတွက်တစ်ဖက်သူကကိုယ်ကိုပြန်မကောင်းတဲ့အခါကျရင်တော်တော်လေးခံစားရတယ်အဲ့လိုမျိုးတွေရှိတယ်အဲ့တော့ကိုတိုင်းပဲဖြစ်ဖြစ်ကိုချစ်သူကအဲ့လိုပုံစံလေးဆိုဂယုစိုက်ပေးရမယ်နော်ဂယုစိုက်ရပဲဆိုတာဘာလဲဆိုတော့ attention ပေးရမယ်သူနဲ့ဒါဆက်သွယ်မှုရှိရမှာပေါ့နော်ပြောဆိုနေရ communication ရှိရမယ်မပြောမဆိုတွေတိုက်ပြီးတော့အဲ့လိုမျိုးဆိုသူလက်ခံမှာမဟုတ်ဘူးနောက်တစ်ခုကကြာကိုကိစ္စအလုံးများနေရဆိုအလုံးများနေကြပေါ့နော်ဘာမဆိုတခြားလေးရှင်းပြရင်တစ်ဖက်လူကနားလည်ပါလိမ့်မယ်ပေါ့နော်ကျင်နာတတ်တယ်လို့တွေ့တယ် water sign တွေနော် cancer တို့ scorpio တို့နော်ဒီလိုမျိုး pisces တို့ဒီထဲမှာပဲရှိတယ်တစ်ဖက်သူပဲဖြစ်ဖြစ်ကိုယ်ပဲဖြစ်ဖြစ်ပေါ့နော်
ကျင်နာတတ်တဲ့ယူရတတ်တဲ့ဒီလိုပဲစိတ်တက်ကြမြန်တဲ့စိတ်ကောက်မဲ့ပေါ့နော်ထုံစံတိုင်းစိတ်ကောက်မဲ့စိတ်တွေတိုးမဲ့စိတ်တွေဆက်မဲ့ဒါမျိုးလည်းတွေ့အဲဒါတစ်ဖက်သူကကိုပေါ့ဘယ်လိုသဘောထားရှိလဲတစ်ဖက်သူကကိုတော်တော်လေးattach ဖြစ်နေရပေါ့နော်ကိုတိတ်ဆုံးရှုံးမခံနိုင်ကိုနဲ့အဆင်ပြေအောင်နေရပေါ့နော်သူဒီတစ်ဖက်သူကယောက်ျားလေးဆိုရင်ကိုအဲ့ဒါကြီးထုတ်ပြချင်မှထုတ်ပြမယ်ထုတ်ပြရင်လည်းထုတ်ပြပါလိမ့်မယ်ဝါတာဆိုင်တွေကတော့ပြောကြပါများတော့ဖြစ်စကော်ပီယိုကတော့တိတ်မပြောဘူးနော်ထုတ်ပြမှာမဟုတ်ဒါပေမဲ့ကိုယ်ဆုံးရှုံးမခံချင်ဘူးဒါပေမဲ့သူ့ကို view ဆိုင်မှာသူကငယ်စဉ်ကာလမှာလေသူကလေးဘဝသူ့ရဲ့မိသားစုတွင်ဒါမှမဟုတ်သူ့ရဲ့အိမ်နီးနားချင်းပဲဖြစ်ဖြစ်ဆွေမျိုးတွေနဲ့ပဲဖြစ်ဖြစ်ငယ်စဉ်ကာလမှာသူ့ရဲ့စိတ်အဆင်မပြေတာရှိတယ်သူ့ရဲ့စိတ်ဆန္ဒတွေဖော်ထုတ်ပြဖို့ခက်ခဲတဲ့အခါတွေရှိတယ်သူ့စိတ်ဆန္ဒတွေဖော်ထုတ်ပြဖို့စူးစမ်းတဲ့အခါမှာနားထောင်မဲ့သူမရှိတာမျိုးဖြစ်တတ်တယ်ပေါ့နော်ငယ်စဉ်ကာလမှာစိတ်ထန်ရာတွေများတယ်နောက်တစ်ခါကျတော့အဲ့စိတ်တန်ရာတွေသိကြည့်တဲ့အထိပါလာပြီးတော့တခုခုဆိုရင်စိတ်မလုံးချုံသလိုအဲ့လိုမျိုးတန်တရားများသလိုဖြစ်တတ်တယ်ဒါတော့နားလည်ပြရမယ်ပေါ့နော်ဒီကလေးဘွားရဲ့စိတ်ထန်ရာတွေဆိုတာလည်းလေကာယကံရှင်ကဖျောက်ပြမှရတာကိုကတော့ကျင်နာမှုနူထွေမှုပေးတယ်ဆိုပေမဲ့လည်းကာယကံရှင်ကိုယ်တိုင်ကဒီကလေးဘွားကဖြစ်ခဲ့တဲ့ကိစ္စဒီလူကြီးဘွားကိုပါလာတတ်တယ်ဆိုရင်ကလေးဘွားကိစ္စကလေးမှပဲပြီးသွားပြီအခုတော့ဒါတွေမရှိတော့ဘူးဆိုတော့ကိုယ်တိုင်လက်ခံလာဖို့လိုတယ်ကိုလည်းကိုချစ်သူနဲ့စကားတွေပါပြောပြတဲ့အခါဒါတွေပြောပြကြမှာပဲလေငယ်စဉ်ကဘယ်လိုအဆင်မပြေရအဲ့ဒါလေးတွေပြောတဲ့အခါကိုကအချမ်းချမ်းပေးလိုက်ပေါ့နော်ဒီလို trauma လေးရှိတဲ့အတွက် trust issue တွေရှိတယ်ကိုတခုခုပျောက်သွားရင်ကိုကအဆက်အသွယ်မလုပ်ရင်ဟာဒါတခြားဘယ်သူနဲ့ပြောနေလဲတဝင်းတိုးတာတွေအဲ့လိုမျိုးသူတို့ထားခဲ့မလားဆိုတော့စိတ်မလုံးကြုံမှုတွေဒါရှိတယ်အဲ့ဒါကြာကိုရစ်တယ်လို့မထင်ပဲနဲ့ဒီလိုရှိရဲဆိုတာကိုသိဖို့ပေါ့နော်ကိုတို့တေချာလေးပြောပြထားပေါ့နော်အလောက်ကဘယ်လိုဘာကြောင့်ဘယ်နေရက်ကိုကဆက်သွယ်မှုမလုပ်ဘူးဒါမျိုးလေးပေါ့နော်တေချာ communicate လုပ်ဖို့လိုတယ်ဒီလိုလူမျိုးတွေကလေနည်းနည်းဟိုဟာပေါ့အချော့ကြိုက်တယ်နော်ပြောရင်စိတ်လိုက်မှတ်ပါပြောလို့မရဘူးပြောလို့မရဘူးပေါ့နော်ငယ်စဉ်ကစိတ်ထန်ရာအကြီးတဲ့အထိပါတယ်ဆိုတော့တေချာရံဖြစ်ရင်တော့မှအော်ဟဲနေတဲ့ရံဖြစ်ခြင်းမျိုးမဟုတ်ဘဲနဲ့ဘာကြောင့်ဘယ်လိုဆိုတော့ ACC ပြောပြရင်တော့သူတို့ဒီ injuration ရောခန်းစားချက်ကောမြင့်တဲ့အတွက်နားလည်ပေးပါလိမ့်မယ်။နောက်နေ့တော့သားချားမှာခန်းစားချက်ကတော်တော်လေး attraction ရှိရယ်เนาะ attraction ရှိရယ်ကိုကလည်းသူ့ကိုဆွဲလန်းတယ်လို့သူကလည်းကိုဆွဲလန်းနေရယ်ပေါ့နော်အပြန်လည်း attraction ရှိတယ်ကိုပေးတဲ့ attraction အတိုင်းသူကပြန်ပြီးတော့ခန်းစားတတ်တယ်ကိုကသူ့ပေါ်မှာပေါ့ပါပဲဆိုသူကလည်း water sign တွေတဲ့ဘောကတစ်ဖက်သူကိုပေါ်မှာလေးနဲ့လားအလိုလိုသိပြီးသားเนาะဖြည့်တွေးပေးပြီးတော့ခွတ်လွတ်ပေးတာပဲရှိတာဆိုတော့ကိုယ့်ဘက်ကမလေးနဲ့ရင်တော့သူ့ဘက်ကလည်းဒီတူညီတဲ့မေတ္တာပဲပြန်ပေးမှာပေါ့နော်ဆိုတော့လောဆယ်မှာတော့အခုဆုံးရှုံးရမှာကြောက်တယ်ကိုယ့်ပေါ်မှာခံစားချက်တွေပြင်းထန်တယ်နော်ငယ်စဉ်ကစိတ်ထန်ရလေးလည်းရှိတဲ့အတွက်တခါတလေတဝင်းတိုးတာရစ်တာစိတ်မချတာနောက်တစ်ခုကကြတော့ဟိုမသွားရဘူးဒီမသွားဘူးဒါမျိုးတွေတော့ရှိနိုင်တယ်အဲ့ဒီစိတ်တွေကမကောင်းဆိုပေမဲ့လည်းဒီလိုမျိုးလေးတွေရှိတယ်ဆိုတာနားလည်ထားတဲ့အခါကျရင်ကိုကသူနဲ့ communicate လုပ်ရတာလွယ်တာပေါ့နော်အဲ့ဆိုရင်ဒီနှစ်ထဲမှာသူနဲ့ကိုဘာဆက်ဖြစ်မလဲဆိုတော့သူနဲ့ကိုကအဆင်ပြေတယ်သိလားဟိုအခြေရေးမှာအဆင်ပြေရရအဆင်ပြေရဆိုတော့ဝါတာဆိုင်တော်တော်များရဲ့စိတ်အတိုင်းအခြေရေးအဆင်ပြေတို့ကတော့ငွေကြီးပိုင်းတွေလည်းအဆင်ပြေတယ် energy တွေကောင်းနေတော့လက်လာပါတွေလည်းပေါ်ကျော်သွားတယ်ပိုင်2နဲ့ပိုင်3ကနိုင်ငံခြားရေးပါသွားနိုင်တယ်နော်နိုင်ငံခြားရေးပါသွားဖို့ခီးမထင်မှတ်ဖက်သွားရတာမျိုးတွေเนาะ plan ချထားရင်လည်းသွားရတာမျိုးတွေခီးတွေထွက်ရတာမျိုးတွေเนาะအဲ့လိုမျိုးဖြစ်တတ်တယ်ချစ်သူနဲ့ယာယီခွဲခွာတတ်တယ်ခွဲခွာဆိုရံဖြစ်ပြီးခွဲခွာတာမျိုးမဟုတ်သူကထားလိုက်ပါတော့เนาะသူနိုင်ငံခြားသွားပြီးတော့တင်တဲ့တက်ရမှာပဲဖြစ်ဖြစ်အလုပ်ကိစ္စသွားတာပဲဖြစ်ဖြစ်ပေါ့เนาะဒါမှမဟုတ်နေကိုသွားရတာပဲဖြစ်အဲ့လိုမျိုးလေးတွေသူသွားရတယ်သူရှိရေးအတွက်သူသွားတယ်ဒါမှပြန်ဆုံးမယ်เนาะဒီနေ့ထဲမှာပဲတကယ်လို့လာဖတ်တဲ့သူတွေကဒီလိုမျိုးဝေးကွာနေရဆိုရင်သူကကိုပြန်ဆုံးဖို့ရှိတယ်ကိုပြန်ဆက်သွယ်လာလိမ့်မယ်အနည်းဆုံးသတင်းစကားပြောလိမ့်မယ်ပေါ့နော်ပိုင်း2ပိုင်း3ကလေတစ်ဖက်လူကကိုချစ်တဲ့အတွက်လေအဆက်အသွယ်ပြတ်မှာတော့ပူစီရမလို့ပေါ့နော်အဆက်အသွယ်ပြတ်နေတယ်ဆိုတော့ကိုမချစ်လို့ပဲနော်ဘာလို့ဆိုတော့ဒီပိုင်း3ရဲ့တစ်ဖက်သူကကိုချစ်နေတာအတွက်အမြဲတမ်းသူကကိုဆက်သွယ်နေလိမ့်မယ်နော်နောက်နေ့ရောက်တာအပြီးယူများတယ်ပေါ့နော်အပြီးယူများတဲ့ချက်ချင်းမျိုးလေးတွေရှိမယ်အလူတန်းတွေလောက်တော့ဝါသနာပါလောက်ဖို့ဝါသနာပါလို့ဆိုရင်အလူတန်းတွေတော့လောက်ရလိမ့်မယ်ရေစက်တူတူချရတာလေးတွေပါလေးရှိမယ်ပေါ့နော်တယောက်နဲ့တယောက်အဲ့လိုမျိုးနားလည်မှုတွေရနိုင်မယ်ဆိုးမိတ်ပေါ့နော်ပိုင်း3သမားတွေရဲ့တစ်ဖက်သူကအများတော့ပဲဆိုးမိတ်တယောက်ကိုတယောက်နားလဲသူဘာလို့လဲကိုသိရကိုဘာလို့လဲသူသိရံဖြစ်တာတော့တိတ်မတွေ့ဘူး
အဲ့လိုမျိုးပဲအလုပ်ကိစ္စကြောင့်တခြားကိစ္စကြောင့်ခဏခွဲခွာခရီးထွက်ရတာတွေတော့တွေ့ရနော်အဲ့တော့ကိုရီနှစ်ယောက်ရီမန်းထားတဲ့ကိစ္စရရှိရင်တော့ဒီနေ့ထဲမှာအဆင်ပြေမှာဥပမာလက်ထပ်ဖို့ရီမန်းထားတယ်နှစ်ယောက်ဆိုတော့ဟေးဒီနေ့လက်ထပ်ကြမှာဆိုလက်ထပ်ဖြစ်မယ်ဒီနေ့လက်ထပ်ဖြစ်မယ်ဒါမှမဟုတ်ကိုရီနှစ်ယောက်ခရီးသွားမယ်ဆိုလည်းအားလုပ်ဖြစ်မယ် project တစ်ခုအလုပ်မယ်အလုပ်ကိစ္စတစ်ခုအလုပ်လုပ်မယ်ဆိုရင်လည်းအဲ့ဒီကိစ္စဖြစ်လာလိမ့်မယ်ဆိုတော့ကိုရီနှစ်ယောက်ရီမန်းတာတစ်ယောက်တည်းရီမန်းလို့မရဘူးเนาะနှစ်ယောက်သားရီမန်းနဲ့အတူတူလုပ်တဲ့ဟာကိုပြောတာပေါ့เนาะအတူတူလုပ်တဲ့အတူတူစံနာရှိတဲ့ကိစ္စတကွာကျင်းသိပ်ပါအောင်မြင်တယ်ဒါလက်ထပ်တဲ့ကိစ္စရေဆိုလဲလေနှစ်ယောက်စံနာရှိတိုင်းဒီနေ့ဆိုဒီနေ့ဖြစ်ချင်မှဖြစ်ကြအသိလားအကြောင်းမျိုးနဲ့လေအခုဆိုရင်ပို့ပြီးတော့ဝင်ဖြစ်တာပေါ့เนาะရက်ရွှေရတာနှစ်ရွှေရရှိရဒါဒီနေ့ထဲမှာဖြစ်မယ်နောက်ကကြတော့ကိုရီးယားဆောင်တွဲလေးကိုပတ်ဝန်းကျင်ရအောင်အားကြဟဲ့ချစ်စရာလေးတွေကြည့်ပါအောင်သူကောင်လေးသူကောင်မလေးလေးရချစ်တာသူကောင်မလေးသူကောင်လေးရချစ်တာတမျိုးလေး impress ဖြစ်တယ်ဆိုတော့pine tree ကဒီနေ့ကတော့လုံးဝကောင်းတယ်ပေါ့နော်အခြေရေးမှာအဲ့လိုလေးကိစ္စရှိလို့ခဏခွဲခွာရတဲ့ကိစ္စလေးပဲရှိမယ်နောက်ကကြတခါရေးစိတ်တို့စိတ်ကောက်အဲ့လိုမျိုး child trauma တွေကြောင့်တော့လည်းကောင်းသူ့ဒီလိုမျိုးသူ့view မဆိုင်လို့ဆိုပြီးတော့အဲ့လိုမျိုးလေးတော့ရှိမယ်အဲ့ဒါလည်းတိတ်တော့ကိစ္စမရှိဘူးအဲ့တော့ battery သမားတွေအနေနဲ့ဘာလုပ်ရမလဲဆိုတော့နှစ်ယောက်သားအစီအစဉ်ရှိရင်အကောင့်ထဲပေါ်မယ်ဆိုရင်ဒီနေ့တာအကောင့်ထဲပေါ်လိုက်ပါဒီနေ့ဒီကောင်းနေတဲ့အတွက်ဖြစ်တယ်နော်ကို plan ထားတဲ့ဟာလည်း6လအတွင်းဖြစ်လာလိမ့်မယ်လောလောဆယ်အကိစ္စအဖြစ်ပါမလားဆိုရင်အကူကြီးထောက်ပံ့နေပေါ်လာလိမ့်မယ်ဥပမာမင်္ဂလာဆောင်မှုစီစဉ်နေလဲမင်္ဂလာဆောင်စိတ်နေနေဆိုအကူကြီးမဲ့တို့ထောက်ပံ့နေတယ်သူတွေပေါ်လာလိမ့်မယ်နှစ်ယောက်သားနော်ဒီမျိုးကိုယ့်ရဲ့ပတ်ဝန်းကျင်ကလည်းကိုယ်တွေနှစ်ယောက်အခြေရေးကိုခိုင်မြဲဖို့ပို့ပြီး support လုပ်နေတာကိုတွေ့တယ်ပေါ့နော်ဆိုတော့တော်တော်လေးကောင်းတယ်ကောင်းတာမှတော်တော်လေးကောင်းတာကိုတွေ့ရပေါ့နော်battery ကိုများများရွေးချက်ပြပါစေဒါမှမဟုတ် battery တပါများပါစေလို့ပဲစာနာပြုရတာပေါ့နော် battery ကတော်တော်လေးကောင်းတယ်အဲ့တော့ relationship ကဒီလိုမျိုးဖြစ်နေရင်100% အကောင်းမဟုတ်ဘူးနားလဲရမှာရှိသေးတယ်100% အကောင်းတာဘယ်နေရာမှမရှိဘူးပေါ့နော်နားလဲရမှာတခါလေစိတ်တို့စိတ်ကောက်တဝန်တိုတွေပဲဖြစ်ဖြစ်အဲ့လိုမျိုးသူ့ဘက်ကကြတော့ကိုယ်အဲ့လိုမျိုးဆုံးရှုံးမှကြောက်လို့ဆုံးရှုံးမှကြောက်လို့လွှမ်းမိုးမှုတွေပဲဖြစ်လာရင်ဒါကိုနားလဲပေးဖို့နဲ့ကိုတိုင်းလည်းဒီပေါ်မှာအရာစိတ်ကြမမြန်ဖို့နဲ့တစ်ဖက်သူကအစိတ်တက်ကြမြန်လဲဆိုလဲကိုကတောင်းနားလဲပေးဖို့ပဲလိုအပ်ပါတယ်ဒါကတော့ battery တွေအတွက် reading လေးပါအားလုံးဒီချာလေးကြည့်ပေးထားပါเนาะ personality ရောတစ်ဖက်ရဲ့ခံစားချက်ကောတစ်နှစ်အတွင်းဖြစ်လာမဲ့ဥစ္စာတွေရောကြည့်ပေးထားပါတယ်ကျွန်မဖြစ်စေချင်တာကဒီ reading ကိုဖတ်ပြီးရင်ကိုနဲ့ကိုအတွက်အကျိုးရှိရလားပေါ့เนาะနောက်ထပ်ဘာ reading လေးတွေဖတ်စေချင်လဲဆိုတာကို comment မှာရေးခဲ့ပေးပါကျွန်မကအများစုရေးတဲ့comment ကိုကြည့်ပြီးပဲနောက်တစ်ခါ topic ကိုအဲ့ဒါလေးပဲဖတ်ပေးမယ်လို့ရည်ရွယ်ထားပါတယ်အခုလာရောက်ရွေးချယ်ပြီးဖတ်တဲ့သူအားလုံးကျေးဇူးတင်ပါတယ်တယောက်ချင်းစီကျမ်းမာပါစေချမ်းသာပါစေအနေကင်းပေးရှင်ပြီးတော့အခြေမှာအဆင်ပြေချုံမွေးပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်